သွားပါပြီတော့သွားပါပြီအမေကလမ်းကြားအော်ထဲလိုက်တယ်ဗျကျုပ်ကလည်းအမေစီကိုပြေးသွားမလို့အိမ်ပေါ်ကနေဆင်းမှာခွေးတကောင်မီးဖိုတွေကနေထွက်လာပြီးတော့အိမ်ရှိကိုတန်းပြေးပါလေရောဗျဟာလက်ကောင်ကြီးထုဟဲ့အဲ့ဒီခွေးကိုထုလိုက်ကျုပ်ကလည်းဘာပြောကောင်းမလဲဗျဝေးထားတဲ့ကွန်ပျူတာကိုအမြန်ချုပ်လိုက်ပြီးတော့ခက်လန်းလန်းရောက်နေတဲ့ခွေးစီကိုအားကောင်ပြစ်ထည့်လိုက်တယ်ဖြစ်ချင်တော့လက်ကချော်သွားပြီးတော့ကွန်ပျူတာကခွေးစီကိုမရောက်ဖဲနဲ့မိုးပေါ်ကိုထောင်တက်သွားတယ်ဗျထောင်တက်သွားတဲ့ဖက်ကအင်ခွန်မိုးဒဇမိတ်ကတစ်သားတန်းတစ်ခုနဲ့ထိပြီးတော့ကျုပ်စီကိုတက်တက်ပြန်ဝင်လာတယ်ဗျကျုပ်ဖြစ်အမြန်ငုတ်ဆောင်လဲရတယ်ဗျကျုပ်ကလွတ်ပေမဲ့အိမ်တော်ဖေးကပြေးထွက်လာတဲ့အမေရဲ့ခေါင်းပေါ်ကိုဒေါင်ကနေကျသွားပါလေရောဗျအမေဆိုရင်ဗျအော်လိုက်တာများငယ်စံတော့ပါတယ်ဟာအမေကတော့တော့အမေအမေကိုပြစ်တာမဟုတ်ပါဘူးအမေရဲ့ခွေးကိုပြစ်လိုက်တာမတော်လို့အမေကိုသွားမှန်တာပါဗျဟမ်အလက်ကောင်နေရတော့ဟဲခိုင်းလိုက်အရာနဲ့အကြောင်းပဲအမြဲလွှဲနေတော့တာပဲဟဲတမင်တကာပြည့်တော့မှအဲ့လိုထိချင်မှထိမှာဟဲ့သေပါပြီဟဲခေါင်းကိုပူးကျိန်းသွားတာပဲခွေးကဘာဆွဲသွားလဲမေဟဲ့ဘာဖြစ်ရမလဲဟဲ့ရှာပပအမဲသားစိတ်သားရလာလို့နေဖေအတွက်ပြုတ်ကြော်လေးလုပ်ပေးမလားလို့အခုတော့ကုန်းသွားပြီဟဲဒီခွေးစုပ်ခွေးနာဘယ်အနေဝင်လာတာလဲကိုမသိဘူးအကိုကြီးကလည်းခွေးပြေးသွားတဲ့နေရာကိုသွားလေးလာကြည့်တယ်ဗျမြက်လေးပဲကိုနောက်ကဝကကာထားတဲ့ချန်စီယိုကြီးကခွေးတကောင်တိုးစားမကောင်းတော်တော်ပဲ့ကြနေတယ်ဗျလက်ကောင်ကြီးဒီတစ်ခေါက်တော့တို့တွေဝါကိုမရရအောင်ခုတ်မှဖြစ်တော့မယ်ကွာအကိုကြီးကလည်းချန်စီယိုကြီးကိုကြည့်လိုက်ပြီးတော့ပြောလိုက်တယ်ဗျချန်စီယိုကဝကက်တွေနဲ့ကာထားတာဗျ3နှစ်လောက်ရှိပြီဆိုတော့တော်တော်အိုးဟောင်းပြီးတော့ဆွေးမြင့်နေပြီအမေကလည်းချန်စီယိုကိုကြည့်လိုက်ပြီးတော့အဲ့ဒါပြောတာပေါ့ဟဲ့နေတို့တွေဟိုတခါဝါတော့ခုတုန်းကလည်းဝါနေပါပဲနဲ့ပြန်လာခဲ့ရတယ်မဟုတ်လားတောင်ညိုရွာကိုတော့ထပ်မသွားချင်တော့အမေကနည်းနည်းပါးပါးလိုတာဝယ်သုံးလိုက်ပေါ့အမေကဟဲ့အလကားရတဲ့ဝါကိုဝယ်သုံးရမတယ်လားသူများတွေလိုမိန်းမသားတွေကြီးပဲရှိလို့ဝယ်သုံးရတယ်ဆိုတာဟုတ်သေးတယ်တို့အိမ်မှာယောက်ျားသားရင်းမကြီးတွေရှိပြီးတော့သူများစီကဝါတော့ဝယ်ရမှာဘလောက်အောက်ကျလိုက်တယ်လဲဟဲ့ကဲဟုတ်ပါပြီအမေရဲ့ကျုပ်ကအမေသားပါဗျကဲအမေဘာမှမဘူးနဲ့ကျုပ်ဒီတစ်ပတ်ထဲမှာအမေတော့ဝါတော့ခုတ်ပေးမယ်ဟုတ်ပလားအကိုကြီးကဒါမျိုးကြတော့မျက်နှာလိုမျက်နှာရတိတ်လို့တက်တာဗျနေပါဦးဗျအကိုကြီးကဝါကိုဘာမှသွားခုံပါလဲအကိုကြီးတောင်ညိုတော့မသွားချင်တော့ဘူးနော်အေးပါလက်ကောင်ရငါကိုမဲဦးတောင်ဘက်ကိုသွားမလို့ကွာမဲဦးတောင်မှာဝါပေါ်တယ်ကွာတလုံးကကိုညိုကြီးတို့ပြန်လာတာဝါတွေတိုက်လာတာပေါ်ထေးပဲကွာအမေရုပ်ကလည်းအင်တင်ဖြစ်သွားပြီတော့ဟဲ့မဲဦးတောင်ကမြေချမ်းနေတဲ့အကြီးကောင်ရဲ့နေလို့ဖြစ်ပါမလားဖြစ်ပါတယ်အမေရဲ့မဲဦးတောင်ရွာထဲမှာတိတ်မွေးတာဝါကလည်းပေါ်တယ်ဆိုတော့အလုံးလုံးကြရင်တ냐အိတ်လောက်ပဲကြာမှာအလက်ကောင်မင်းလဲလိုက်ခဲ့ကွာဗျာအကိုကြီးပဲခုတ်ပေးမယ်ဆိုဗျကျုပ်ကိုဆွဲမထဲနဲ့ကျုံချင်းလိုက်တော့အမေကလည်းကျုပ်ကိုခါထောက်ကြည့်လိုက်ပြီးတော့